အားလုံးပဲမင်္ဂလာပါဒီနှစ်သက်မှာဘုရားသခင်ရဲ့အကောင်းကြီးမင်္ဂလာအသက်ခွန်အားသက်အောင်မြင်မှုအသက်နဲ့အသက်သက်တော်လမ်းပြပို့ဆောင်ခြင်းနဲ့ရကြပါစေလို့မေတ္တာပို့ရင်းနဲ့ကျွန်တော်နှစ်သက်မင်္ဂလာဆုတောင်းတောင်းပေးလိုပါတယ်ပြီးတော့မှကျွန်တော်တို့ကိုဒီနှစ်တာလုံးပေါ့နော်ကျွန်တော်တို့ချင်းငင်တောင်ရဲ့စစ်စင်ရေးတွေအတွက်လိုအပ်တဲ့ရန်ပုံငွေအသက်သွေးကြောတမျှအရေးကြီးတဲ့ရန်ပုံငွေကိုအမြဲတမ်းမပြတ်မကွက်တာဝန်ချပွန်စွာနဲ့ရှာဖွေပေးတဲ့ဒီပဗန်မော်တို့ပဒုံခုတို့ဦးဆောင်တဲ့ Chin Liberation Fund ဝိုင်းတော်သားများအားလုံးတယောက်ချင်းစီအပေါ်မှာအထူးကျေးဇူးတင်ရှိတဲ့အကြောင်းလဲကျွန်တော်ထပ်မံပြီးတော့မှဖော်ပြလိုပါတယ်ပြီးတော့မှဒီကျွန်တော်တို့ခုနကျွန်တော် ICNCC ရဲ့ဥက္ကဋ္ဌကြီးပြောသားတဲ့တော့ပေါ့နော်ကျွန်တော်ရှိတဲ့နေရာမှာတာဝန်ကျေလွန်ကြတဲ့ကျွန်တော်ပြည်သူတွေပေါ့နော်လူကိုယ်တိုင်မလာနိုင်ပေမဲ့ဒါရှိတဲ့ငွေကြေးနဲ့တာဝန်ကျေပွန်စွာနဲ့ထောက်ဖို့ပါဝင်ကြတဲ့ပြည်သူတွေအားလုံးပေါ်မှာလည်းပဲကျေးဇူးတင်တဲ့အကြောင်းပြောကြလိုပါတယ်ဘုရားသခင်စီကနေပြီးတော့မှအသက်သက်သောကောင်းချီးမင်္ဂလာများပြန်လည်ရရှိပါစေလို့လည်းထပ်ပြီးတော့မှမေတ္တာပို့လိုပါတယ်ဆိုတော့ကျွန်တော်တို့ချင်းရင်အောင်အနေနဲ့လည်းပဲနှစ်သက်မှာအတွေးခေါ်တဲ့ခွန်အားတဲ့စိတ်သက်လို့တဲ့နဲ့ရှောက်လှမ်းသွားပါမယ်လို့ဒီကနေ့ပြောကြလိုပါတယ်ဆိုတော့ကျွန်တော်တို့ better strategy ပေါ့နော်ပိုပြီးကောင်းမွန်တဲ့ view ဟာတွေနဲ့ကျွန်တော်သွားပါမယ်ကျွန်တော်တို့ခုနရှေးကကောင်းဆောင်ကြီးတွေပြောသားတယ်လို့ပဲကျွန်တော်တို့ချင်းရင်အောင်အတွင်းမှာချစ်လက်ပို့ပြီးတော့ချစ်လက်ခိုင်မာတဲ့စုဖွဲ့မှုတွေလှုပ်ဆောင်တယ်လို့ကျွန်တော်တို့ရဲ့နိုင်ငံရေး platform ဖြစ်တဲ့ ICNCC နဲ့ CB ချာက link လည်းပဲဒီထက်မကပိုပြီးကောင်းမွန်တဲ့ချစ်ဆက်မှုတွေဆောင်ရွက်ပါတယ်ကျွန်တော် ICNCC အတွင်းမှာလည်းပဲခုန reformation ကျွန်တော်ဆောင်ရွက်ထားပါတယ်ဆိုတော့ better strategy နဲ့ကျွန်တော်သွားမယ်ပို့ပြီးတော့ကောင်းမွန်တဲ့စိတ်သက်ခွန်အားသက်နီလန်းသက်တွေနဲ့ကျွန်တော်ရှာဖွေပြီးတော့မှသွားမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရည်မှန်းချက်တော့အသက်လို့မရပါဘူးsame goal ဖြစ်မှာမယ်ကျွန်တော်တော့တစ်လို့ရတယ်ကျွန်တော်အင်ဂျီတစ်လေးပြောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့ရည်မှန်းချက်တော့ပြောင်းလဲပလိုက်လို့မရပါဘူးလွန်ခဲ့တဲ့9နှစ်မှာကျွန်တော်ထားခဲ့တဲ့ရည်မှန်းချက်အတိုင်းပဲကျွန်တော်မအောင်မြင်မချင်းမမိတ်မတုံကျွန်တော်သွားမှာဖြစ်ပါတယ်ဆိုကြပါစို့ကျွန်တော်2025ရဲ့ကျွန်တော်ရည်မှန်းချက်ဖြစ်တဲ့တိတိမျိုးသိမ်းမလုတ်လိုက်နိုင်ဘူးကျွန်တော်မပြောင်းနိုင်ဘူးကျွန်တော်တို့2026မှာလည်းအဲ့ဒီရည်မှန်းချက်က like ကို like လာရမှာဖြစ်ပါတယ်ကျွန်တော်ရည်မှန်းချက် once we set the goal ကျွန်တော်ထားပြီဆိုလို့ရှိရင်အဲ့ဒီ goal မရောက်မချင်းတော့ကျွန်တော်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အရေးကြီးတာကကျွန်တော်တော်လှန်ရေးမှာလမ်းကြောင်း like မလွဲဖို့အတွက်အရေးကြီးမှာဖြစ်ပါတယ်ဆိုတော့လမ်းကြောင်း like လွဲတယ်ဆိုတဲ့ကိစ္စမှာအဓိကနီလန်းကိုပြောတာမဟုတ်ဘဲနဲ့တော်လှန်ရေးကိုသစ္စာမဖောက်ဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီချင်းမြင်တာအနေနဲ့အရှိကကျွန်တော်တို့ရဲ့SNCC ရဲ့ဥက္ကဋ္ဌကြီးလည်းပြောသွားတယ်လို့ကျွန်တော်တို့ကတော့ဘယ်တော့မှဒူးထောက်အရှုံးပေးမှာမဟုတ်ဘူးကျွန်တော်ဒီတော်လှန်ရေးကိုကျွန်တော်တို့နောက်ဆုံးထွက်သက်ထိတိုင်အောင်ကျွန်တော်ရန်သူတွေဒူးထောက်လာတဲ့အထိကျွန်တော်တို့ကတော့တွန်းလှန်တိုက်ခိုက်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တော်လှန်ရေးမှာပါတဲ့ပြည်သူတွေအနေနဲ့လည်းပဲကျွန်တော်တော်လှန်ရေးလုပ်တယ်ဆိုတာကပြည်သူတွေကိုမျက်နှာမမူလို့မရတယ်လို့ပြည်သူတွေကိုရုပ်မဆိုင်လို့လည်းမရပါဘူးဒါပေမဲ့လည်းပဲကျွန်တော်တို့ကတော်လှန်ရေးလမ်းကြောင်းသွားပြီးဟိတ်ဆိုမှတော့ it should be in line with တော်လှန်ရေးဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်ကျန်းစာမှာငယ်တော့ဖတ်ခဲ့ဘူးတယ်လို့ပေါ့နော်သာသမီတို့သခင်ဖျားရဲ့လိုတော်နဲ့ညီမိဘစကားကိုနားထောင်ကြလို့ဆိုတဲ့ဟာကိုကျွန်တော်ငယ်တော့ဖတ်တော့ပြင်းခုန်ဖြစ်ကြတာပေါ့ကျွန်တော်မိဘကဖျားသခင်စကားကိုနားမထောင်ခိုင်းဘူးဆိုလို့ရှိရင်ရောကျွန်တော်မိဘစကားနားထောင်အောင်မလားဆိုတဲ့အငင်းခုန်လိုဟာမျိုးပေါ့နော်ကျွန်တော်ယူကြောင်တော့ဖြစ်နိုင်ပေမဲ့အဲ့ဒီလိုမျိုးပေါ့ကျွန်တော်တို့လည်းအခုကျွန်တော်တို့ကမိဘပြည်သူတွေကိုအထူးသဖြင့်ကျွန်တော်ပြည်သူတွေရဲ့အတန်ကိုနားထောင်ပြီးတော့ပြည်သူတွေအတွက်ပြည်သူတွေကိုချစ်တဲ့စိတ်နဲ့ဆောင်ရွက်တယ်ဆိုတော့ညလည်းပဲကျွန်တော်တို့တော်လှန်ရေးလမ်းကြောင်းကနေတွေ့ဖဲတဲ့စကားတော့ကျွန်တော်ဘလို့မှနားထောင်နိုင်မှာမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်ဒီကနေပြီးတော့မှရှင်းရှင်းလင်းလင်းပြောချလိုပါတယ်ဘာဖြစ်လို့ဆိုတော့ခုနောက်ပိုင်းမှာကျွန်တော်သိတဲ့အတိုင်းပဲတချို့သောပြည်သူတွေကကျွန်တော်တို့ကိုတော်လှန်ရေးမှာလက်လျှော့စေတဲ့စကားတွေအားနည်းစေတဲ့စကားတွေပြောလာတာကျွန်တော်ကြားပါတယ်ဆိုတော့ကျွန်တော်ကတော်လှန်ရေးလမ်းကြောင်းကိုရွေးလိုက်ပြီးဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုစကားနားထောင်စေချင်တယ်ဆိုရင်တော်လှန်ရေးထဲဝင်လာပါတော်လှန်ရေးလမ်းကြောင်းထဲဝင်လာပါတော်လှန်ရေးနဲ့သက်ဆိုင်တဲ့စကားတွေကျွန်တော်နားထောင်ပါမယ်မင်းတို့တော်လှန်ရေးလုပ်တဲ့ခါမှာအပမခုကြနဲ့ပြောပါဟုတ်ကဲ့ကျွန်တော်ပြောပါမယ်မင်းတို့တော်လှန်ရေးလုပ်တဲ့ခါမှာပြည်သူတွေမစော်ကားနဲ့ဆိုရင်ကျွန်တော်ဟုတ်ကဲ့ပါကျွန်တော်ပြောပါမယ်မင်းတို့တော်လှန်ရေးလုပ်တဲ့ခါမှာပြည်သူတွေကိုနားအောင်မလုပ်ကြနဲ့ဆိုရင်ကျွန်တော်ဟုတ်ကဲ့ပါဒါပေမဲ့ကျွန်တော်တော်လှန်ရေးမလုပ်ရနိုင်အောင်ကျွန်တော်တို့တော်လှန်ရေးကိုနားရအောင်ပြည်သူတွေအရန်ပင်ပန်းနေပြီးနားရအောင်ဆိုတဲ့စကားမျိုးတော့ကျွန်တော်တို့ဖြစ်မှာမဟုတ်ဘူးကျွန်တော်တို့လည်းအလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတော့
ကျွန်တော်တို့ကခုနပြောသလိုတော်လှန်ရေးကိုတော့ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူးတော်လှန်ရေးကိုသစ္စာဖောက်ခိုင်းတဲ့စကားကလွဲလို့ရှိရင်ကျွန်တော်ပြည်သူတွေဒီနေ့ထိကျွန်တော်ဥထိတ်ထားပါတယ်ကျွန်တော်ရွေးကောက်ပွဲတွေလည်းပြည်သူတွေနဲ့အတူရွေးကောက်ပွဲနဲ့သွားတာဖြစ်ပါတယ်ကျွန်တော် within ကျွန်တော်အဖွဲ့အစည်းအတွင်းမှာလည်းပဲကျွန်တော်ဒီနေ့ထိပြည်သူတွေဒါအဖပြည်သူတွေဒါအမိဖြစ်ပါတယ်ဒါပေမဲ့ခုနကျွန်တော်ပြောသလိုပြည်သူတွေလို့ကျွန်တော်ပြောတဲ့အခါမှာတော်လှန်ရေးလမ်းကြောင်းပေါ်ကနေလမ်းလွဲမသွားစေမယ့်ပြည်သူရဲ့အတန်ကိုဒီကနေ့ထိကျွန်တော်နားဆွပါတယ်တော်လှန်ရေးကိုသစ္စာမဖောက်ခိုင်းတဲ့ပေါ့နော်ကျွန်တော်ပြည်သူတွေရဲ့စကားကိုကျွန်တော်ဒီနေ့ထိကောင်းကောင်းနားထောင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီတော်လှန်ရေးကိုကျွန်တော်တို့လှုပ်ဆောင်တဲ့နေရာမှာလည်းပဲနောက်တစ်ခုအရေးကြီးတာကတော်လှန်ရေးအတွင့်မရှိဖို့လိုပါတယ်တော်လှန်ရေးအတွင့်မရှိဖို့လိုတယ်ဆိုတဲ့နေရာမှာတော်လှန်ရေးအဖွဲ့အစည်းတွေလည်းရေရှည်မတည်တံ့ဖို့လိုအပ်ပါတယ်ကျွန်တော်တို့အခုတော်လှန်ရေးအဖွဲ့အစည်းတွေဖွဲ့တဲ့ခါမှာတော့ဟာပေါ့စန့်ကျင်ဘက်လိုဖြစ်သွားတာပေါ့နော်ကျွန်တော်ဖွဲ့တဲ့ခါကျတော့ကျွန်တော်တော်လှန်ရေးအဖွဲ့အစည်းတွေခိုင်မာလာအောင်ကျွန်တော်ကျင့်လစ်လာအောင်ဆောင်ရွက်တဲ့အဖွဲ့အစည်းခိုင်မာတဲ့အဖွဲ့အစည်းတွေဖြစ်အောင်ကျွန်တော်ကြိုးစားနေကြတဲ့အချိန်မှာရေရှည်တည်တံ့ခိုင်မြဲဖို့မတွေးဘူးဆိုတဲ့ဟာကျတော့စန့်ကျင်ဘက်လိုတွေးကောင်းတွေးလိုက်မယ်ကျွန်တော်ဆိုလိုချင်တာကဒီတော်လှန်ရေးအဖွဲ့တွေတအားရေရှည်တည်တံ့ခိုင်မြဲဖို့လောက်ကိုတွေးပြီးတော့မှတော်လှန်ရေးအတွင့်ရှင်နေလို့မရပါဘူးတော်လှန်ရေးကိုအများဆုံးဖြစ်ပါတယ်ကျွန်တော်တော်လှန်ရေးကြာနေလို့ရှိရင်ကျွန်တော်တို့အတွက်လည်းမကောင်းဘူးတော်လှန်ရေးကိုလက်တွေ့မြေပြင်မှာလုပ်နေတဲ့ရဲဘော်တွေအတွက်လည်းမကောင်းသလိုပြည်သူတွေအတွက်လည်းမကောင်းပါဘူးဆိုတော့ကျွန်တော်တော်လှန်ရေးကိုအမြန်ဆုံးဖျက်ဖို့လိုမှာဖြစ်ပါတယ်တော်လှန်ရေးကိုဆွဲဆက်နေလို့လည်းမဖြစ်ပါဘူးကျွန်တော်ပေါ့နော် rush ပြီးတော့လှုပ်မရတယ်လို့အချိန်ဆွဲနေလို့လည်းမရပါဘူးဆိုတော့အခုကျွန်တော်တို့တွေ့နေရတာတွေကဒါပေါ့နော် no offense ပေါ့နော်ကျွန်တော် by name နဲ့တော့မတတ်ချင်ပါဘူးလက်နဲ့ရှိရတဲ့တော်လှန်ရေးမလုပ်တဲ့အဖွဲ့အစည်းပေါ့နော်လက်နဲ့ရှိတယ်ဆိုကြတဲ့ကုနာဒါဒီကနေ့ကျတော့တော်လှန်ရေးလုပ်ဖို့လက်နဲ့စုခဲ့ကြတာပေါ့နော်ဒါပေမဲ့လက်နဲ့ရှိရတဲ့တော်လှန်ရေးမလုပ်တဲ့အဖွဲ့အစည်းတွေဘာလို့ဆိုတော့သူတို့ကတော်လှန်ရေးအဖွဲ့အစည်းရေရှည်တည်တံ့ခိုင်မြဲဖို့ပဲသူကဦးစားပေးဖြစ်လာတယ်ဆိုတော့တော်လှန်ရေးအတွေ့အရှိနေရင်တော်လှန်ရေးကြီးကအမြဲတမ်းတည်မြဲနေလို့မရဘူးလေထိုနည်း၎င်းပဲတော်လှန်ရေးအဖွဲ့အစည်းတည်တံ့ခိုင်မြဲနေတယ်ဆိုတော့တော်လှန်ရေးမယ်တော့မှမပြီးလို့ဆိုတဲ့ဟာမျိုးကြောင့်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ချင်းငင်အောင်အနေနဲ့ကျွန်တော်တို့ရဲ့လမ်းကြောင်းကိုကြည့်လိုက်ပါကျွန်တော်တို့ကတော်လှန်ရေးကိုရေရှည်ခိုင်မြဲနေအောင်လှုပ်ဆောင်နေတာမဟုတ်ဘူးတော်လှန်ရေးမြန်မြန်ပြီးတော့အောင်တော်လှန်ရေးမြန်မြန်ပြတ်သွားအောင်လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ချင်းငင်အောင်ဆိုတဲ့အပေါ်မှာလည်းအရန်ကြီးကျွန်တော်တို့ကတန်ရောစင်ဆွဲနေတာမျိုးမဟုတ်ဘူးကျွန်တော်တို့တန်ရောစင်ဆွဲတာကကျွန်တော်တို့ရီမှန်းချက်မြန်မြန်ပြတ်သွားဖို့ရီမှန်းချက်မြန်မြန်အောင်သွားဖို့ကကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ဆိုတော့ကျေးဇူးတော်ကြောင့်မနေ့တနေ့ကကျွန်တော်တို့ချင်းငင်အောင်ရဲ့နှစ်ပြည့်မွေးနေ့လှုပ်လိုက်တယ်ပေါ့နော်ကျွန်တော်တို့မျှော်လင့်တာကကျွန်တော်တို့ရဲ့ချင်းငင်အောင်ရဲ့မွေးနေ့ကနောက်ထပ်9နှစ်10နှစ်ထိမလှုပ်ရဖို့ကိုကျွန်တော်မျှော်လင့်ပါတယ်အဲ့လိုချင်းငင်အောင်ရဲ့မွေးနေ့တွေ10နှစ်မပြည့်တဲ့အချိန်မှာတော်လှန်ရေးပြီးသွားဖို့ကိုကျွန်တော်မျှော်လင့်ပါတယ်ဒီကြားထဲမှာလည်းချင်းငင်အောင်ရဲ့စုဖွဲ့မှုကပို့ပြီးတော့ခိုင်မာကျစ်လက်တဲ့စုဖွဲ့မျိုးဖြစ်လာဖို့ကိုကျွန်တော်တို့မျှော်လင့်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့လက်တလောတွေ့နေရတဲ့တော်လှန်ရေးအဖွဲ့အစည်းပေါ့နော်ချင်းငင်အောင်အဖွဲ့အစည်းထဲမှာတော့မဟုတ်ဘူးဒီကျွန်တော်တို့နာမည်တော့ထုတ်ဖော်ပြောလို့မကောင်းပေမဲ့အားလုံးသိတဲ့အတိုင်းပဲမြို့ကိုဝင်တိုက်တဲ့လူငယ်အဖွဲ့အစည်းပေါ့နော်တော်လှန်ရေးအဖွဲ့အစည်းတကယ်တိုက်ကြတဲ့ခါကျတော့တချို့လူတွေရဲ့ပြစ်တင်ကဲ့ရဲ့ခြင်းကိုခံရတယ်တချို့တော်လှန်ရေးခေါင်းဆောင်ကြီးတွေအပြောလဲခံရတဲ့ဖွဲ့စည်းကိုကျွန်တော်ကြည့်တဲ့အခါမှာရင်ထဲမှာစိတ်ထဲမှာမကောင်းဘူးတကယ်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတော်လှန်ရေးကိုဘာလို့နှီးပြီးတော့သွားနေလို့မရဘူးပြီးတော့တော်လှန်လူလေလို့လည်းမရဘူးသူများတွေအကုန်လုံးလက်ပန်းကျတဲ့ချိန်မှပဲငါတို့ပဲကြံပြီးတော့ငါတို့ကပဲအကုန်သိမ့်ကျုံမယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ကျွန်တော်သားလို့မရပါဘူးကျွန်တော်ချင်းငင်အောင်အနေနဲ့ကတော့ဒီနေ့ထိကျွန်တော်တို့အဖွဲ့ပဲ survive ဖြစ်ပြီးတော့မှကျန်တဲ့ဖွဲ့တွေမကျန်တဲ့ချိန်မှပဲငါတို့ပဲကောက်စားမယ်ဆိုတဲ့စိတ်ဓာတ်မရှိပါဘူးကျွန်တော်အမြန်ဆုံးတော်လှန်ရေးပြီးဆုံးသွားဖို့အတွက်ကြိုးစားနေပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ခုနပြောသလိုပေါ့နော်မြို့သိမ်းဖို့လိုအပ်လာတဲ့ခါမှာလဲပြည်သူတွေစင်မှာကျွန်တော်တို့ voting မတောင်းပါဘူးဘာဖြစ်လို့ဆိုတော့ဒါတော်လှန်ရေးလမ်းကြောင်းအရာမဖြစ်မနေလုပ်ရမယ့်ကိစ္စပဲလေနိဒီလမ်းကြောင်းကိုကျွန်တော်ရွေးပါပြီဆိုမှတော့ကျွန်တော်တို့အသက်တွေတောင်အသေးခံပြီးတော့မှဆွန့်လွတ်ပြီးတော့မှကိုယ်ခန္ဓာတောင်ဆွန့်လွတ်ပြန်မရနိုင်တော့တဲ့ခြေထောက်ပြတ်သွားပြီဆိုရင်ခြေထောက်ကအစားထိုးမရတော့ဘူးရရင်အတုပဲရတယ်ကျွန်တော်တို့အသက်သေသွားပြီဆိုရင်ဘယ်အသက်နဲ့မှအစားထိုးလို့မရဘူးအဲ့ဒါတွေတောင်မှစတေးပြီးတော့မှဒီတော်လှန်ရေးလမ်းကြောင်းကိုရွေးပါပြီဆိုမှတော့ခုနပြောတဲ့ကိစ္စတွေကစစ်ဘေးရှောင်ပြည်သူတွေကျွန်တော်ကြည့်တဲ့ခါမှာရင်ထဲမှာအသေးနာတယ်ကျွန်တော်တို့အိမ်နေမီးလောင်သွားတဲ့ခါမှာကျွန်တော်ရင်ထဲမှာတဆစ်နာပါတယ်ကျွန်တော်ပြည်သူတွေခံစားရတာကျွန်တော်တွေ့တဲ့ခါမှာတဆစ်နာပါတယ်ဒါပေမဲ့ပေါ့နော်painkiller လိုမျိုး
paracetamol လောက်နဲ့ကျွန်တော်တို့မကုဘဲနဲ့အမြင့်ပြတ်ဒီကျွန်တော်တို့ရဲ့တော်လှန်ရေးရည်မှန်းချက်ဖြစ်တဲ့ပြည်သူတွေရဲ့ဟိုပါပေါ့နော်လူအင်ဆန္ဒဖြစ်တဲ့ Federal Democracy လို့ကျွန်တော်တို့ပြောရမှာပေါ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့ကိုလွတ်လပ်စွာနဲ့ကျွန်တော်တို့ပြည်သူတွေရက်တည်နိုင်မဲ့တော်လှန်ရေးရည်မှန်းချက်ကိုမရောက်မချင်းကျွန်တော်တို့ဆက်သွားကြဖို့လိုမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မိဘပြည်သူများခင်ဗျာကျေးဇူးပြုပြီးတော့မှကျွန်တော်တို့နဲ့အတူဝိုင်းဝန်းပါဝင်ပေးကြပါဒီတော်လှန်ရေးလမ်းခုလက်မှာရက်တန့်လို့မရပါဘူးဒီချိန်ကြီးကြမှကျွန်တော်တို့ရက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နစ်နာခဲ့တဲ့များအကုန်လုံးကအချီးနှီးဖြစ်သွားပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း80လုံးမြန်မာနိုင်ငံတော်ကြီးကနော်လုံးချပတ်ချလိုက်လေနေပါတယ်ဘယ်တော့မှလည်းမပြောင်းလဲနိုင်ဘူးလို့ထင်ကြပါတယ်ဘာလို့ဆိုတော့စစ်တပ်ခိုင်မာနိုင်ငံတစ်ခုရဲ့တပ်မတော်ကြီးကိုတိုက်ခိုက်ဖို့ဆိုတာကဘယ်လိုပြောမလဲကြက်ဥနဲ့ကြောက်ခဲကိုထုတယ်လို့မျိုးပဲလို့တချို့ကတော့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကြားဖို့တဲ့စကားပုံအရာဘယ်သူတွေကပြုပြင်ပြောင်းလဲမှုလုပ်တယ်လဲဆိုတော့ပြုပြင်ပြောင်းလဲလို့မရဘူးဆိုတာမသိတဲ့လူတွေပေါ်လာပြီးတော့မှအဲ့ဒီလူတွေကပြုပြင်ပြောင်းလဲမှုကိုလုပ်တယ်လို့ပြောပါတယ်ဆိုတော့ကျွန်တော်ချင်းငင်နောင်တွေကတော့ပြုပြင်ပြောင်းလဲလို့မရဘူးဆိုတာမသိလိုက်တဲ့လူငယ်တွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပြုပြင်ပြောင်းလဲမှုကိုမရမကကျွန်တော်တို့အသက်နဲ့ထပ်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခုနကကျွန်တော်တို့ရဲ့ ICNCC ရဲ့ဥက္ကဋ္ဌကြီးပြောသားတယ်လို့ပဲကျွန်တော်တို့ရန်သူရှေ့မှာတော့ဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူးဒူးထောက်စိမ့်မဲ့စကားဘယ်တော့မှကျွန်တော်တို့ကိုမပြောပါနဲ့ကျွန်တော်တို့ရန်သူဒူးထောက်သွားဖို့အထိကျွန်တော်သွားမှာဖြစ်ပါတယ်ကိုငိမ့်ချက်စေခြင်းနဲ့ဆိုလို့ရှိရင်ဒီရန်သူတွေမြန်ဒူးထောက်လာအောင်ပြည်သူတွေဒုက္ခပေးနေတဲ့သူတွေဒူးထောက်လာတဲ့အထိကျွန်တော်တို့နဲ့အမြန်စူးစမ်းပေးပါပြည်သူအားလုံးပါဝင်လာမယ်ဆိုရင်2021ကဲ့သို့ဆက်လက်ပြီးတော့ပါဝင်လာမယ်ဆိုရင်အခုကျွန်တော်တို့မှာရှိနေတဲ့အင်အားနဲ့ဆိုရင်ကျွန်တော်တို့ရဲ့တော်လှန်ရေးဟာမြန်လေးပြီးဆုံးသွားမှာဖြစ်ပါတယ်တော်လှန်ရေးပြီးဆုံးသွားဖို့ကကျွန်တော်တို့အတွက်အရန်မျှော်လင့်တောင်းတနေတာဖြစ်ပါတယ်ပြည်သူတွေထက်မကကျွန်တော်တို့ပိုပြီးမျှော်လင့်ပါတယ်ပြည်သူတွေဆုံးရှုံးတယ်ဆိုတာကကျွန်တော်ခိုင်းပြီးပြောတာတော့မဟုတ်ပါဘူးပြည်သူတွေဆုံးရှုံးတယ်ဆိုတာကအိုးအိမ်တွေဆုံးရှုံးတာပါကျွန်တော်တို့မြေပြင်မှာတကယ်တိုက်ရတဲ့လူကကျွန်တော်တို့အသက်ခြေလက်မျက်စိအိမ်ကားတွေဆုံးရှုံးရတာပါကျွန်တော်တို့လည်းမဆုံးရှုံးချင်ပါဘူးကျွန်တော်တို့မှာဒီမျက်စိတစုံပဲရှိတာပါကျွန်တော်တို့မှာခြေလက်တစုံပဲရှိတာပါကျွန်တော်တို့ဒါတွေကိုအဆုံးရှုံးမခံနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့လူချင်းနဲ့ရည်မှန်းချက်မအောင်မြင်မချင်းကတော့ကျွန်တော်ဆက်လက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့မိဘပြည်သူများအနေနဲ့အရှင်ကတ်တဲ့ကျွန်တော်တို့ဒီနှစ်မှာစူးစမ်းပြီးတော့မှဝိုင်းဝန်းပါဝင်ပေးကြပါလို့ကျွန်တော်မေတ္တာရက်ခိုင်နေဒီမှာပဲဆုံးသတ်လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်